တစ်တော့ဘောကညီကိုတော်တော်များများကလေးဆုံးတာ2လမပြည့်သေးဘူးတော်တော်ပျော်နေကြတယ်ထင်တယ်လို့တွေးနေကြတာအဲ့လိုမဟုတ်ပါဘူးဗျာအခုချိန်ကရေဘေးဒုက္ခတဲ့နဲ့ငလင်ဘေးဒုက္ခတဲ့နဲ့ကျွန်တော်ဒုက္ခရောက်တယ်လို့သူများကိုလည်းဒုက္ခမရောက်စေချင်ကျွန်တော်မျက်ရည်ကျတယ်လို့သူများကိုမျက်ရည်မကျစေချင်အခုချိန်ဒီကျွန်တော်ငိုနေရသမြဲပါပဲကျွန်တော်အဖေဆုံးတာဆိုရင်10နှစ်ရှိသွားပြီကိုရီဖြိုးတရှင်လေးဒါနာထုတ်လေးတော့ရအောင်ယူဆိုတဲ့တရှင်လေးကိုကြားတိုင်းအဲ့တဲ့တွေရှေ့မှာကြားရင်တော့မှကို့ဘာသူဘေးကိုထွက်ငိုတတ်တယ်ကျွန်တော်ကကိုစိတ်ဆင်းရဲတယ်လို့သူများမစိတ်ဆင်းရဲစီတယ်အဖေမဆုံးခင်ကျွန်တော်3ရက်အလိုမှာပင်ကြားပေးခဲ့တဲ့တရှင်လေးလေပျော်ဝယ်မျိုးမှာဆိုင်းစရာကိုမောင်ဝင်းဆိုရင်အားလုံးသိပါတယ်နော်တငယ်ချင်းတွေကလည်းပြောတာပေါ့မင်းငူနေတော့လည်းအပူပါပဲကွာမင်းသမီးကပြန်ထလာမှာမို့လို့လားတဲ့သူတို့စကားတွေဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့ရှင်နဲ့မွေးထားတာဘယ်လိုလုပ်ဖြေပေးလို့ရမှာလဲညရောက်တိုင်းလဲငိုရတယ်ကျွန်တော်သမီးပုံလေးတွေကျွန်တော်သမီးတိတော့ဆော့ထားတာလေးပြန်ကြည့်လေမျက်ရည်ကအလိုလိုကျလာတာဘာလို့ပဲနားလဲပြမှာလဲနားလဲပြီးတဲ့အကူရောနားလဲမပြီးတဲ့အကူရောအားလုံးကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဒီနေရာကနေပြောတယ်ရှင်ခိုးပြီးတောင်းပန်ပေးရတယ်အသင်လဲရဲ့လူမလိုတာတွေခွာချဒါနသီလဘာဝနာပွားကယူအလူပကာတနာအလို့အကျွေးလျှော်လို့ဒါနထုတ်ကလေးတော့ရအောင်ယူ